လာချက်ချင်းဆိုတာကဘာလာနဲ့နီတို့တန်းစီနေတဲ့အနေထားမှာကဘာကနေနဲ့လာချက်တဲ့ကိုရောက်ရှိသွားပြီးလာဘော်ကိုနေအောင်ကြီးမကြရောက်အောင်ကဘာအကြီးကကွဲလိုက်တဲ့ဖြစ်စဉ်ကိုခေါ်တာဖြစ်ပါတယ်။လာချက်ချင်းနဲ့ပတ်သက်ပြီးတီးထားတဲ့အချက်အလက်တွေကိုအောက်ပါအတိုင်းအလွယ်ကူဆုံးခွဲခြားဖော်ပြပေးလိုက်ပါတယ်။တစ်လာချက်ချင်းအမျိုးအစားများလာချက်ချင်းကို၃မျိုးခွဲခြားနိုင်ပါတယ်။လာအပိချက်ချင်းကဘာအရေးအမဲဆုံးအပိုင်းအမ်ဘရာထဲကိုလာတဲ့စင်လုံးရောက်ရှိသွားတာပါဒီအချိန်မှာလာဟာလုံးဝအမောင်ကျမသွားပဲ Black Moon လို့ခေါ်တဲ့အနီရောင်ဖြော့အဖြစ်မြင်တွေ့ရတတ်ပါတယ်လာတစိတ်တစ်ပိုင်းချက်ချင်းလာရဲ့အစိတ်အပိုင်းတချို့ပဲကဘာအရေးထဲကိုရောက်ရှိတာဖြစ်လို့လာတချမ်းအဝိုက်ဖြစ်သွားတာမျိုးကိုမြင်ရမှာပါလာအရေးဖြော့ချခြင်းလာဟာကဘာအရေးအပြင်ဘက်အရေးဖြော့ထဲကိုပဲဖြတ်တန်းတာဖြစ်လို့လာရဲ့အယောင်ဟာအနှဲငယ်မိန်သွားယုံတာရှိတတ်ပါတယ်တာမန်မျက်စိနဲ့ခွဲခြားရခက်ခဲပါတယ်နှစ်ဘာကြောင့်သွေးရောင်လာ Blood Moon ဖြစ်ရတာလဲလာအဖိကြတဲ့အခါလာဟာဘာကြောင့်အနီရောင်တန်းနေရတယ်လဲဆိုရင်ကဘာလေထူးကြောင့်ပါနေရောင်ကြီးဟာကဘာလေထူးကိုဖြတ်တန်းတဲ့အခါအပြာရောင်လိုင်းတွေကပြန်ကျဲသွားပြီးအနီရောင်လိုင်းတွေကပဲလာဘော်ကိုရောက်ရှိသွားလို့ဖြစ်ပါတယ်ဒါဟာနေထွက်ခြင်းဒါမှမဟုတ်နေဝင်ခြင်းမှာကောင်းကင်နေတာနဲ့သဘောတရားတူပါတယ်၃တိထားတဲ့အချက်များလာပြည့်ညမှာဒါဖြစ်ပွားခြင်းလာချက်ချင်းဟာလာပြည့်နေတွေမှာပဲဖြစ်ပွားလိရှိပါတယ်။ဒါပေမဲ့လာပတ်လန်းဆောင်နေတာကြောင့်လာပြည့်တိုင်းတော့လာမချက်ပါဘူး။မျက်စိအထက်ဘေးကင်းခြင်းနေချက်ချင်းနဲ့မတူတာကတော့လာချက်တာကိုကြည့်ဖို့အထူးမျက်မှန်မလိုပါဘူး။တာမန်မျက်စိနဲ့စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်။မြင်နိုင်စွမ်းလာချက်တာကိုညဘက်ထိနေတဲ့ကဘာပဲချန်ကဘေးနေရာကမဆိုမြင်တွေ့နိုင်ပါတယ်။၄လောကုတ္တရာနဲ့ရိုးရာယုံကြည်မှုမြမရိုးရာမှာတော့လာချက်တာကိုယာဟုဖန်းစားတယ်လို့တင်စားခေါ်ပေါ်လိရှိပြီးကုသိုလ်ကောင်းမှုဖြူခြင်းမေတ္တာထုတ်ရွခြင်းတို့ပြုလုပ်လိရှိကြပါတယ်စိတ်ပန်နီးကြအရာလို့ဒါဟာတဘာဝရဲ့လာပါတဲ့နက္ခတ္တဗေဒသစ်စင်တစ်ခုပဲဖြစ်ပါတယ်